Yo, alo me mingla ba no.ကျွန်တော်ဒီနေ့မှာတော့ဒီ MP record လေးကိုကျွန်တော်အရင်ဖောက်ရှင်လို့ပေါ့နော်ကျွန်တော်ဖောက်လက်စားလည်း36ကရှိပြီပေါ့နော်ဒိုင်းမွန်ကကုန်သွားလို့ကျွန်တော်ဒိုင်းမွန်ဒီမှာအခုပဲဖြည့်လာတာဒိုင်းမွန်1082လုံးရှိရယ်သူကတော့ဒီမှာပြောထားတာပေါ့နော်အကျဉ်း200အတွင်းမှာပေါက်မယ်ပေါ့အကျဉ်း200အတွင်းမှာပေါက်မယ်ဆိုရင်ကျွန်တော်လှည့်ထားတာ36ကြိမ်ရှိပြီကျွန်တော်အခုထပ်ပြီးလှည့်လို့ရတယ်100နဲ့မှကျွန်တော်8ကြိမ်လှည့်လို့ရအောင်မယ်အဲ့ဒီကြတော့ကျွန်တော်စုစုပေါင်းဘယ်လောက်ဖြစ်သွားမလဲဆိုရင်လဲထားတာ36ကြိမ်100နဲ့မှ8ကြိမ်လဲလို့ရတယ်ဆိုတော့140နဲ့မှ4ကြိမ်ပေါ့စုစုပေါင်း140 4ကြိမ်ဖြစ်သွားမယ်ကျွန်တော်အဲ့140နဲ့4ကြိမ်အတွင်းမှာပေါက်ပါမလားတော့နည်းနည်းစိုးရိမ်နေဗျာဒိုင်းမွန်ကလည်းထပ်ထည့်စရာပတ်စံမရှိတော့အမေအန်ဆွဲတွေကသွားနိုင်လဲမေကပါရိုက်ဖို့ပဲရှိတော့တယ်အဲ့ဒီကျွန်တော်100နဲ့40အတွင်းမှာပေါက်ပါမလားကဲတားရီတို့ let's go guys သွားမယ်တီးမယ်ကွာချင်းကိုsay lo okay ready go meကျင်းရလဲ100ကျော်လာပြီ100ကျော်လာပြီဟာတဲလို့ရမှာအားလုံးပေါ်မှာ140လောက်ထဲပေါက်ပါမလားဒါကြီးဒိုင်းမွန်ထက်ထဲစရာမရှိတော့ဘူးဘုံခွက်ရှိတယ်ဗျာစင်းကေပါ130ရှိသွားပြီ140နဲ့4ထိပဲရမှာ bro တော့ပါဦး what Oh, what the fuck? Huh? Oh. Oh la la la. Oh la 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 la. Oh. Jesus တင်လိုက်တော့ကွာ time တော့ပူသေးတယ်ဒါကြီးထိုင်းမိုးနေတော့ပူသေးတယ်130ကျော်ပူသေးတယ်အကျင့်ကြီး130လောက်မှရသွားတာဒါ Oh my god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  ဒီနေ့ကတော့ပါပဲကျွန်တော်တို့ကျွန်တော် record လေးကိုရသွားပါပြီကျေးဇူးအများကြီးတင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးရပေါ်တိုင်းတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ဒါသားတို့အနေနဲ့ကျွန်တော်အကောင့်လေး like and follow လုပ်ပြီးတော့ copy လေးယူပေးကြပါအောင်ဗျာကျွန်တော်လည်း KO try နေတဲ့လူငယ်တယောက်မှုပါ KO try နေတဲ့ brother ရှိရင်လည်းအောက်မှာ comment လေးမှာမှတ်ခဲ့ပြီးပါကျွန်တော် warranty လာပြီးတော့ copy link နဲ့ report လာလုပ်ပေးပါမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ် bye bye